ကိုကိုခေါင်းဆောင်ခေါ်နေတယ်ဆိုလို့ရှိရင်တော့หัวหน้าเรียกพี่ครับหัวหน้าเรียกพี่ครับဘာလို့ခိုင်းမလို့လဲဆိုလို့ရှိရင်တော့จะให้ทำอะไรเหรอจะให้ทำอะไรเหรอညော်လဲဘာလို့ခိုင်းမလို့လဲမသိဘူးလို့ပြောမယ်ဆိုလို့ရှိရင်တော့ผมก็ไม่รู้ว่าจะให้ทำอะไรครับผมก็ไม่รู้ว่าจะให้ทำอะไรครับခေါင်းဆောင်ပမာလဲဆိုလို့ရှိရင်တော့หัวหน้าอยู่ที่ไหนหัวหน้าอยู่ที่ไหนအကူကိုအခန်းထဲမှာစောင့်နေဆိုလို့ရှိရင်တော့รอพี่อยู่ในห้องรอพี่อยู่ในห้องครับรอพี่อยู่ในห้องครับဆိုပြီးတော့ပြောလိုက်ရပါတယ်ခေါင်းဆောင်စီမြန်မြန်လေးတောလိုက်တော့ဆိုလို့ရှိရင်တော့รีบไปหาหัวหน้าหน่อยนะรีบไปหาหัวหน้าหน่อยนะဆိုပြီးတော့ပြောလိုက်ရပါတယ်ဘာလို့ခိုင်းစရာရှိလဲဆိုလို့ရှိရင်တော့มีอะไรให้ทำไหมมีอะไรให้ทำไหมครับมีอะไรให้ทำไหมဆိုပြီးတော့ပြောလို့ရပါတယ်ဒီစကားလေးရတော့အလုပ်ထဲမှာကိုယ့်ရဲ့ဝနာကကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ဖြစ်လို့ဘောအကင်ပဲဖြစ်ဖြစ်တဲ့ရောက်ကိုတောက်ခေါ်ခိုင်းလို့ရှိရင်သုံးလို့ရတဲ့စကားလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးသဘောကျလို့ရှိရင် like and follow လေးနှိပ်ခလိရပါတယ်နောက်နေ့ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ